ညီမကစီကီမှာအေးရှင်းလို့ရနိုင်တဲ့ဘုန်းနဲ့လေးတွေကိုတစ်ချက်ရှင်းပြပေးမှဖြစ်တယ်အခုညီမဂိမ်းကောက်လေးစောင့်ဝင်ကြည့်မယ်ပေါ့နော်အကောင့်ဝင်ခြင်းမှာဆိုလို့ရှိရင်ဘုန်းနဲ့တွေကိုသူက update ပြထားတယ်ဒါကတော့ညီမရထားတဲ့ commission ပေါ့နော်မနေ့တုန်းကညီမရထားတဲ့ commission က73သိန်းကျော်ရထားတယ်အခုရင်ဆုံးညီမကကျတော့ကိုပိုင်ဂိမ်းလေးယူနီးပေါ့နော်အဲ့ဟာလေးတစ်ချက်ပြပေးမယ်ဒီ promotion နဲ့ဝင်မယ်ပေါ့နော် promotion နဲ့ဝင်ပြီးတော့ download QR code ကိုနှိပ်မယ်ဒီတော့ဆိုလို့ရှိရင်ဒီမဲ့ copy impression link ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကဆက်ဆက်ပြရဆိုလို့ရှိရင်ကိုကဂိမ်းလေးကိုယူပြီးသားပေါ့နော်ဆက်ဆက်မပြတာဘူးဆိုလို့ရှိရင်ဂိမ်းလေးကိုမယူရသေးဘူးဒါဆိုလို့ရှိရင်ဂိမ်းလေးရပြီးတော့ပြီပေါ့နော်အဲ့တော့ကဒီမှာဆိုလို့ရှိရင်ဒါကြတော့ commission ရထားတဲ့ဟာလေးပေါ့နော်မနေ့တုန်းကရထားတဲ့ commission 73သိန်းကျော်ပေါ့နော်အဲ့ကောင်လေးကကျတော့သူကညစနေထူတာနဲ့ကိုယ့်ရဲ့ဂိမ်းကောက်ထဲကိုရောက်တယ်ပြီးတော့ကျတော့ဒီကိုယ့်ရဲ့လက်အောက်ကဟုတ်လားမဟုတ်လားကိုကျတော့ညီမတို့တစ်ချက်စစ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျတော့ဒီ data တွေကိုဝင်ပြီပေါ့နော် data တွေကိုဝင်ပြီးတွားပြီဆိုလို့ရှိရင်ဒီမှာကိုခေါ်ထားတဲ့ member တွေပေါ်တယ်ပေါ့နော်ကိုခေါ်ထားတဲ့ member တွေပေါ်တယ်ဆိုတော့ကျတော့သူ့ရဲ့ ID နဲ့ကိုယ့်ရဲ့လူဟုတ်မဟုတ်စစ်ကြည့်လို့ရတယ်ပေါ့နော်ညီမတို့ကဒီ server မှာရိုက်ရှာလိုက်မယ်ကိုချောင်းနေရှိတဲ့ကိုချောင်းနေရှိတဲ့ငါတို့ဒီ server မှာရိုက်ရှာလိုက်ပြီပေါ့နော်အဲ့တော့ဒီရိုက်ရှာလိုက်တဲ့အချိန်မှာသူကဒီလိုမျိုးပေါ်တယ်ဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ member ဟုတ်တယ်ပေါ့နော်အဲ့လိုမျိုးရိုက်ရှာလို့မှမပေါ်ဘူးဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ member မဟုတ်ဘူးအဲ့လိုမျိုးလေးတစ်ချက်စစ်ကြည့်လို့ရတယ်အဲ့တော့ကညီမကဒီ bonnet လေးကိုတစ်ချက်ပြပေးမယ်ပေါ့နော်ဒီ invention bonnet တွေကိုညီမတို့ဝင်မယ်ပေါ့နော်သူကကျတော့ကိုယ့်ရဲ့ diary လေးနဲ့ပေါ့နော်9000သွင်းတဲ့သူတယောက်ပြည့်ရဆိုလို့ရှိရင်1000ရမယ်ပေါ့နော်1000သွင်းတဲ့သူ2ယောက်ဆိုလို့ရှိရင်ကိုက2000ပြန်ပြီးတော့ရတယ်ပေါ့နော်ဒါကျတော့fake ခေါ်ကြီးလေးပေါ့နော်သူကကျတော့3400အထိရနိုင်တယ်အဲ့တော့ကညီမကအောက်ထဲမှာတစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူက3သိန်းတွင်းနဲ့သူအယောက်2000ပြည့်ရဆိုလို့ရှိရင်3400ရနိုင်တယ်ပေါ့နော်3400ထိရနိုင်တဲ့ bonnet လေးပေါ့နော်ဒါကြတော့ဒီကိုခေါ်ထားတဲ့ fake ခေါ်ကြီးလေးပြန်ရတယ်ပေါ့နော်ဒီချင်းတွေကပြန်ပြီးတော့ fake ခေါ်ကြီးလေးပြန်ရပါတယ်အဲ့ပြီးတော့ဆိုလို့ရှိရင်ညီမက3ရက်လောက်စာလေးကိုတစ်ချက်ရှင်းပြပေးမယ်agent တိုင်းရဲ့ incentive member ကိုညီမဝင်လိုက်ပြီပေါ့နော်အမှဆိုလို့ရှိရင်ဒီမှာပေါ့နော်သူက3ရက်အတွင်းမှာ3000ပြည့်ရဆိုလို့ရှိရင်ဒီ bonnet လေးကစပြီးတော့ရှောက်လို့ရတယ်3000သွင်းနဲ့3000အထက်ဆိုလို့ရှိရင်ကိုက 1% ပြန်ရတယ်300အထက်ဆိုလို့ရှိရင်တော့ 5% ပြန်ရတယ်ပေါ့နော်3000အထက်ဆိုလို့ရှိရင်7% ပြန်ရတယ်အဲ့တော့ကျတော့ကိုယ့်ရဲ့ member တွေကငွေသွင်းများရင်များတယ်လို့မျိုးကိုယ့်ရဲ့ percent ကများသွားတာဖြစ်တဲ့အတွက်သူတို့ငွေသွင်းတာများလေလေကိုကကစားသမားများလေလေကိုကလစာရတာများလေလေပဲပေါ့နော်ဒါကျတော့ agent တွေ3ရက်တစ်ချိန်ရတဲ့လစာလေးပေါ့နော်